ဒါရေကြောင့်ဆန်းဟာဟုတ်ပြီဒါအခုလည်းပဲသူဖြစ်မှာဆိုလားဆုတ်ကစိတ်ကနန်း၅စင်းကိုစိတ်တွက်မေးကြည့်မယ်နော်ဘာလို့အော်ရှယ်ပါကြားကြုံရှယ်လျော့ကျန်စွရှယ်ဝကြားချီရှယ်ဆန်းကျန်ရီရှယ်တန်ရီမြန်မာလိုပြောပါဦး140နဲ့မှန်တယ်နောက်ထပ်တစ်ပုဒ်ဘာလို့ဆန်းရှယ်ချီကြားဦးရှယ်စွကျန်လျော့ရှယ်ကျော်ကြားပါရှယ်ကျန်ရီရှယ်အော့တန်ရီကျုံရှယ်မြန်မာလိုဘယ်လောက်လဲမှန်တယ်နော်နောက်ထပ်တစ်ပုဒ်ဘာလို့လျော့ရှယ်စွကျန်ဆန်းရှယ်ပါကြားအော့ရှယ်ကြားကြုံရှယ်ရီကျန်ချီရှယ်ဝတန်ရီ6ရှယ်လောက်ရှယ်အော့မြန်မာလိုဘယ်လောက်လဲ60နဲ့မှန်တယ်နောက်ထပ်တစ်ပုဒ်ဘာလို့ဦးရှယ်ကျော်ကျန်ရီရှယ်လျော့ကြားချီရှယ်ပါကျန်စွရှယ်အော့ကြားဆန်းရှယ်တန်ရီဒီပိုင်လေးကျော်မှန်တယ်နော်ဒီပိုင်လေးကျော်မြန်မာလိုဘယ်လောက်လဲ100နောက်ကဘယ်လောက်တော့ဟုတ်တယ်နောက်ထပ်တစ်ပုဒ်ဘာလို့ရီရှယ်ကြားအော့ရှယ်ချီကျန်ဆန်းရှယ်စွကြားဦးရှယ်လျော့ကြားကြုံရှယ်ပါတန်ရီဒီပိုင်ရှယ်ချီဟုတ်ပြီမြန်မာလိုပြောပါဦး150ဟုတ်ပြီဒါရဲ့ဖြေတွေအားလုံးမှန်တယ်နော်